လိုင်းတင်ပါဦးရဲ့နေပေါ့ဗျာဂျွန်26ဆိုတာကျွန်တော်အဲ့ဒီနေ့မှာ2021ခုနှစ်ကပျောက်ကြားသပိတ်လုပ်ခဲ့တဲ့အကြောင်းကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့အဲ့ဒီပျောက်ကြားသပိတ်လုပ်ခဲ့တဲ့အကြောင်းကိုဒီကောင်ကဘာလို့ပြောပြတယ်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒီစစ်ဖက်နှောက်အောင်မှာငါတို့လုံးဝဘယ်တော့မှဒူးမထောက်ဘူးဆိုတဲ့ဘန်နာကိုရေးခဲ့တယ်နော်ဒီအဲ့ဒီဘန်နာပေါ်မှာပါခဲ့တဲ့ဒေါင်းရုပ်နော်အောက်ချင်းငှက်ဓာတ်တွေကိုကျွန်တော်ကိုယ်တိုင်ဆွဲခဲ့တယ်ကျွန်တော်တို့ရဲဘော်ရင်းနဲ့အတူတူကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပြီးတော့ဒီတပိတ်ကိုထွက်ခဲ့အဲ့ဒီတပိတ်ကနည်းနည်းရတပိတ်မဟုတ်ဆိုတော့အဲ့ဒီပျောက်ကြားတပိတ်ကလုံးဝပျောက်ကြားဆန်တယ်လူတွေလည်းတကယ် surprise ဖြစ်တယ်နော်တကယ်ကို flash mode ဗျာဒါ flash mode ဆိုတာ surprise တိုက်ရတာပဲပျောက်ကြားဆိုတဲ့ဟာကလည်းရှင်းပြောရင် surprise လုပ်ရတာပဲဆိုတော့ဒီမှာဘလောက်ခက်ခဲတယ်ဆိုတာကျွန်တော်တို့အဲ့လိုတေမင်းတမန်လမ်းကိုကျွန်တော်တို့ရှောက်ရတယ်လို့ပဲကျွန်တော်တို့ကြိုးတန်းလမ်းရှောက်ရတယ်လို့ပဲတောင်နှလုံးဟိုဘက်တောင်နဲ့ဒီဘက်တောင်မှာခြီထားတဲ့ကြိုးတစ်ချောင်းပေါ်မှာကျွန်တော်လမ်းလျှောက်ရတယ်လို့ကျွန်တော်လမ်းလျှောက်ခဲ့ရတာအဲ့ဒီပွဲอ่ะဆိုတော့အဲ့ဒီပွဲနဲ့ပတ်သက်လို့အစအဆုံးကျွန်တော်သိချပြောပြမယ်ကျွန်တော်တို့တွေဘယ်လိုလုပ်ခဲ့လဲဒါကလည်းနောက်လုံးမဲ့လူတွေရောကျွန်တော်တို့တမိုင်းမှာရောဘာတွေကစင်ကျင်စရာလဲဘာတွေကသတိထားစရာလဲဆိုတာတွေကိုသိအောင်ကျွန်တော်ပြောပြချင်တယ်ဒီလိုမျှဝေပေးတယ်ဆိုတာဟာကကျွန်တော်ငါပါကွငါလုပ်ခဲ့တာဆိုတာကိုပြောချင်တာမဟုတ်တမိုင်းဖြစ်ကျွန်တော်ကြံရှိနေစေချင်တယ်ကျွန်တော်တို့အားလုံးကိုသိစေချင်လို့ကျွန်တော်ပြောပြတာဆိုတော့နောက်မှဖြစ်လာမဲ့ revolution တွေအခုဖြစ်နေတဲ့ revolution တွေမှာကျွန်တော်တို့ပျောက်ကြားတပိတ်ကိုဘယ်လိုဆင်နွှဲကြလဲဆိုတာကြုံရင်ကြုံသလိုကျွန်တော်ပြောပြပေးသွားမယ်ဒီနေ့လိုနေမျိုးကတော့အရန်ကိုပြောပြချင်တယ်ဒီနေ့ကလုံးဝ surprise ပဲဆိုတော့ဒီအကြောင်းမပြောခဲ့ရင် slide တင်ပါဦးဆိုတာဘယ်လိုလူလဲဆိုတာကျွန်တော်အရင်ပြောမယ်။ तू ကချင်းတိုင်းရင်းသားတယောက်ဖြစ်တယ်။ဆိုတော့ तू ကဒီဘယ်နှခုနှစ်မှာ तू ကိုမွေးသလဲဆိုတော့1951ဒီဇွန်လ17ရက်နေ့မှာပဲ तू မွေးခဲ့တယ်။ဆိုတော့ဖေရောမေရောကချင်းတိုင်းရင်းသားတွေဖြစ်တယ်။သူ့ကိုတောင်ကုန်းမှာမွေးတယ်ဗျ။ဆိုတော့တောင်ငူမှာမွေးတယ်နော် sorry ပါတောင်ငူမှာမွေးတယ်ဆိုတော့ तू က1962စစ်အာဏာသိမ်းတော့နေဝင်းပေါ့နော်စစ်အာဏာသိမ်းတဲ့အချိန်မှာ तू အသက်17နှစ်ပဲရှိသေးတယ်69မှာ16နှစ်မှာဒီအခြေခံပညာအထက်တန်းကို तू အောင်ခဲ့တယ်အဲ့တော့69မှာ1969မှာကျွန်တော်တို့ဒီခုစီးကိန်းလို့ခေါ်တဲ့ဟိုအရင်ကဆိုကြာရှေ့တောင်အာရှကျွန်းဆွယ်အားကစားပွဲတော့ဆိုတော့အဲ့ဒါကကျွန်တော်တို့လာလှုပ်တဲ့ချိန်မှာကျွန်တော်တို့ចောင်းသားလှုပ်ရှားမှုတရဖြစ်တယ်အဲ့တော့အဲ့ဒီမှာပဲသူနောက်ပိုင်းအင်းစိန်ထောင်မှာအဖမ်းခံရတယ်သူ9နှစ်လောက်ကြာပြီးပြန်လွတ်လာတယ်1984เนาะဒီမဆလာပေါ့เนาะမဆလာအခြေခံဥပဒေကိုအတည်ပြုတဲ့နေ့အဲ့ဒီနေ့မှာသူလွတ်တယ်ဆိုတော့သူလွတ်ပြီးတော့သူက1984မှာရန်ကုန်တက္ကသိုလ်မှာကျောင်းတက်တယ်အဲ့ဒီမှာချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီမှာသူအထွေထွေတွင်းရမှုဖြစ်ရွေးချယ်ခံရတယ်ဆိုတော့ရွေးချယ်ခံရတာเนาะကိုယ့်ဘက်ကိုတက်လောက်တာမဟုတ်ဘူးဒါသိစေချင်လို့ပါဘယ်လိုလူမျိုးလဲဆိုတော့နိုင်ငံရေးကိုအဲ့လိုတောက်လျှောက်လှုပ်လာတာဗျာတော်လန်ရေးကိုအဲ့လိုလှုပ်လာတာဆိုတော့ဒီချင်းမျိုးသားတွေစီလုံးညီညွတ်ဖို့အတွက်ကိုလည်းချင်းတိုင်းသားတွေရဲ့အရှိမနော်အမျိုးသားမျိုးသမီးဒါတွေရဲ့ရှေ့မှာဇလိုင်းဆိုပြီးနာမည်တက်ဖို့မိုင်းဆိုပြီးနာမည်တက်ဖို့ဒါတွေခေါ်ပေါ်သုံးဖို့သူကအဆိုပြုခဲ့တဲ့လူလည်းဖြစ်တယ်ဆိုတော့84မှာကျွန်တော်ဥတန့်အရေးခင်းမှာသူပါတယ်နော်ဥတန့်အရေးခင်းမှာတန့် strike ပေါ့နော်အဲ့မှာသူပါတယ်ပြီးတော့အဲ့ဒီမှာသူ့ကိုလိုက်ဖမ်းတဲ့ချိန်မှာအခုပေါ့ဗျာအခုဒီနွေဦးတော်လိုင်းရေးကလူတွေလိုပါပဲသူထိုင်းမြန်မာနယ်စပ်ကိုသူထွက်ပြေးရတယ်အဲ့မှာလက်နက်ကင်လှုပ်ရှားမှုမှာတော့သူဆက်ပြီးမပါဝင်ပဲနဲ့သူကမြေအောက်ကျောင်းသားလှုပ်ရှားမှုတွေမှာသူဆက်ပြီးပါဝင်ခဲ့တယ်ဆိုတော့ရန်ကုန်1985မှာသူပြန်ရောက်တယ်ပြန်ရောက်ပြီးတော့ဒီဂျွန်6မှာရွှေကုန်းကျောင်းသားအရေးခင်းမှာသူဥဆောင်ပြီးပါဝင်ခဲ့တယ်ဆိုတော့သူ့အကြောင်းတွေဒါပြောနေတယ်ဆိုတာဟာကကျွန်တော်တို့ဘာလို့သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပျောက်ကြားသပိတ်ကိုလောက်ရတယ်လေဆရာနာရှင်စန့်ကြည်မှာသူနဲ့ဘာလို့လောက်ရတယ်လဲဆိုတာသူနာမည်တက်ပြီးတော့သူ့လှုပ်ရှားမှုဘာလို့လုပ်ခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့ပြောပြချင်တာပါဆိုတော့နောက်ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကိုလည်းကျွန်တော်တို့ဆက်ပြီးကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့ပျောက်ကြားသပိတ်လှုပ်ရှားမှုပေါ့နော်ရှေ့မှာပြောခဲ့တယ်ဆိုတော့သူ86
86မှာသူဖမ်းခံရတယ်ဖမ်းခံရပြီးတော့သူ့ရဲ့နောက်ဆုံးနေ့ကတော့ဟိုပြောရမယ်ဆိုရင်ဗျာဒီလောက်ထက်မြက်တယ်ထောင်လဲအချိန်ကြီးကြတယ်တော်လိုင်းရေးမှာတောက်လျှောက်ပါတယ်ဆိုတော့ဒီလူကိုသူတို့ကတတ်ဖို့ဒီကျိုးမိတ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာသူ့ကိုကျိုးမိတ်ပေးမှာဒီနေ့စစ်ခုံရုံးမှာသူပြင်ဆင်ချက်တင်ပေါ့နော်ပြင်ဆင်ချက်တင်ရင်ပြစ်ဒဏ်လျှော့ပေးမယ်လို့သူ့ကိုပြောတယ်ဆိုတော့ဒါပေမဲ့သူကဘာပြောလဲဆိုတော့မင်းတို့စစ်ဖက်အောက်မှာငါဘယ်တော့မှဒူးမထောက်နိုင်ဘူးဆိုပြီးအဲ့ဒီစစ်ခုံရုံးမှာသူပြန်ပြောခဲ့တယ်ပြောပြီးတဲ့နောက်ရက်မှာပဲသူ့ကို1986ခုနှစ်ဇွန်လ26ရက်နေ့ဒီလိုနေ့မှာသူ့ကိုကြိုးပေးတက်ဖြတ်လိုက်တယ်ဆိုတော့96ဆိုလို့ရှိရင်86 96เนาะ2006 2016เนาะခု2015ဆိုရင်49နှစ်ရှိပါပြီဆိုတော့ကျွန်တော်တို့ຫນွေဦးတော်လိုက်2021ဇွန်လ26ရက်နေ့မှာတော့ကျွန်တော်တို့စလိုင်းတင်မောင်ဦးရဲ့နေ့မှာသူပြောခဲ့တဲ့စကားနဲ့အတူငါတို့စစ်ဖက်အောက်မှာဘယ်တော့မှငါတို့ဒူးမထောက်ပါဘူးဆိုပြီးတော့အဲ့ဒီပျောက်ကြားတပိတ်ကိုကျွန်တော်တို့ဘန်နာအဖြူရောင်ပေါ်မှာကျွန်တော်တို့ရေးခဲ့တယ်ချင်းចောင်းသားတွေချင်းတိုင်းသားတွေကိုသားဖြူတဲ့အနေနဲ့ကျွန်တော်တို့အောက်ချင်းငှက်ကျွန်တော်တို့ဆွဲခဲ့တယ်ပြီးတော့ခွတ်တောင်းအလန့်ကိုလည်းကျွန်တော်တို့အဲ့ဒီပုံမှာဆွဲခဲ့တယ်ပြီးတော့ကျွန်တော်တို့ပျောက်ကြားတပိတ်ကိုဘယ်မှာလုပ်ဖို့ကျွန်တော်တို့စဉ်းစားခဲ့တာလဲဆိုတော့မြရကုန်းဆိုတာဒါမင်္ဂလာတောင်ညော့ဗျာเนาะအားလုံးလည်းသိကြမှာပေါ့เนาะမြရကုန်းလို့ခေါ်တယ်အဲ့တော့အဲ့မြရကုန်းကသူကဈေးလန်းကြီးဗျဆိုတော့အဲ့မြရကုန်းနဲ့ပတ်သက်လို့ဈေးလန်းကြီးနဲ့ပတ်သက်လို့ကန်တော်လေးလို့လည်းခေါ်ကြတာပါဗျာဆိုတော့ဒီလန်းကြီးကဒါရောက်ဘူးသူတွေသွားဘူးသူတွေရန်ကုန်မှာနေတဲ့လူတွေတော်တော်များများတော့သိကြတယ်ဒီလန်းနဲ့ပတ်သက်လို့ကဒီလန်းကတလန်းလုံးဈေးတယ်ကြီးပဲဆိုတော့အဲ့ဒီဈေးတယ်ကြီးရှိတဲ့အားကိုကျွန်တော်တို့ယူမယ်ပြည်သူအားကိုယူပြီးတော့ငါတို့ပျောက်ကြားသပိတ်ကိုအဲ့မှာငါတို့ထွက်မယ်ဆိုကျွန်တော်တို့ချိန်လိုက်တာအချိန်နာရီတော့ကျွန်တော်တို့မှားကောင်းမှားလိမ့်မယ်ဗျာကျွန်တော်ထင်တာ3နာရီခွဲ4နာရီလောက်ကိုကျွန်တော်တို့ချိန်ပြတယ်ဒါပေမဲ့တိတိကျကျချိန်တာနော်ကျွန်တော်တို့ချိန်တယ်စကောက်တွေကြည့်တယ်ကျွန်တော်တို့စကောက်တွေကြည့်နေတဲ့အချိန်မှာပဲကျွန်တော်တို့လူတွေအားလုံးကဒီဈေးတယ်တွေကြားထဲမှာရှိနေတဲ့အကြောင်းသားတွေကတို့ပြင်မဲ့အဲ့ဒီချိန်ကျောင်းသားတွေလူငယ်တွေပေါ့နော်ပျောက်ကြားသပိတ်မှာပါဝင်တဲ့လူတွေကခုနဂျန်ဇီနော်ဂျန်ဇီဆိုတာဂျန်ဇီအပြင်ပါအဲ့ရှေ့က88 generation ကလူတွေလည်းအဲ့ဒီပျောက်ကြားသပိတ်ကိုပါနေတော့မယ်နော်ဆို88မျိုးဆက်ဆိုတာခုနကကျွန်တော်အဖွဲ့အစည်းကိုပြောတာမဟုတ်88မျိုးဆက်ထဲကအဲ့88မှာပါခဲ့ဘူးတဲ့မျိုးဆက်တွေက4-5-6ယောက်ကျွန်တော်တို့ ਨੇ အများအားချိတ်ဆက်ရှိတယ်အဲ့ဒီလူတွေပျောက်ကြားသပိတ်ကိုပါဗျာအဖိုးကြီးတွေဗျာအခုပြောရမှာဆိုအဲ့သူတို့တက်ရွာဖိုးကြီးဖြစ်နေပြီ88မှာနိုင်ငံရေးလုပ်တယ်တော်လှန်ရေးလုပ်ခဲ့တယ်သူတို့တွေပါတာဆိုတော့သူတို့တွေကပါအမှစောင့်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒီဘန်နာကြီးကိုကျွန်တော်ခုနကဖြူအောင်ဘန်နာကြီးပေါ့ဗျာနော်ဒီပုံထဲမှာတွေ့ရတဲ့ဘန်နာအဲ့ဘန်နာကြီးကိုကျွန်တော်ကင်ထားတယ်ကင်ထားပြီးတော့ကျွန်တော်တက္ကစီနဲ့လာအဲ့မှာကျွန်တော်ဖုန်းကနှလုံးကင်လာတယ်တစ်လုံးကအလီပိုင်ပြဖို့တစ်လုံးကဒါဆက်သွယ်ရေးလုပ်ဖို့ပေါ့နော်ဆိုတော့အလီပိုင်ပြမဲ့ဖုန်းကကြတော့ကျွန်တော်နဲ့အရင်နှီးဆုံးကျွန်တော်လုံးဝခက်ခဲဆုံးချိန်တွေမှာကျွန်တော်ဆက်သွယ်ဖို့ဆိုပြီးတော့တယောက်နှစ်ယောက်ကိုပဲပေးထားတာရှိတယ်ဒါပေမဲ့ဟိုဘက်ဖုန်းကတော့ကျွန်တော်ဒီပျောက်ကြားသပိတ်လုတ်ခဲ့တဲ့အလုပ်တွေမှတ်အကုန်ရှိတယ်ဆိုတော့အဲ့ဒီဖုန်းတွေခေါ်နေပြီဒါပေမဲ့ကျွန်တော်အဲ့ message ကိုကျွန်တော်ရပြီးသွားပြီဘာလဲဆိုတော့ကျွန်တော်တို့ပျောက်ကြားသပိတ်ရဲ့သတင်းကပေါက်ကြားနေပြီပေါ့ဗျာဆိုတော့အဲ့ဒါပြဿနာရှိရဲ့ပေါက်ကြားနေပြီဆိုတော့အဲ့ဒါသိတယ်ဒါပေမဲ့ကျွန်တော်တို့လူတွေသွားနေပြီဘယ်လိုသတိပေးမလဲတအားခက်ခဲနေပြီအဲ့ချိန်မှာကျွန်တော်မြရကုန်းလေးကိုရောက်နေပြီကန်တော်လေးကိုရောက်နေပြီစစ်ကား2စီးရက်ထားတယ်ကျွန်တော်လူတွေကအားလုံးစစ်ကား2စီးရက်ထားတယ်ဆိုတဲ့ message ကိုလည်းသူပို့နေတာကျွန်တော်တွေ့တယ်ကျွန်တော်ဖုန်းတွေအလီလီခေါ်နေတာဟိုဘက်ဖုန်းဒီဘက်ဖုန်းခေါ်နေပြီအဲ့ဒါလည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကင်လို့မရတော့ဘာလို့ဆိုတော့ကျွန်တော်ရဲ့ဘေးမှာစစ်သားတွေတစ်ဖက်တစ်ချက်မှာအဲ့လိုတန်းစီပြီးနေရာယူထားပြီကျွန်တော်တို့စစ်တော့မယ်ဆိုတော့ဒီဘန်နာကြီးကလည်းကျွန်တော်လက်ထဲမှာကျွန်တော်ဘယ်အလီပိုင်ပြစရာဖုန်းရှိတယ်ဟိုရှိတယ်ဆိုပေမဲ့ဒီဘန်နာကြီးကိုလည်းကျွန်တော်ပြစ်ချလို့မရဘူးဘန်နာကြီးအကြီးပဲဗျဆိုတော့ပေ20လောက်ရှိမှန်းနဲ့တူတယ်ဆိုတော့အဲ့တော့ငါတို့တအားခက်ခဲနေပြီဘယ်လိုလုပ်ရမလဲဆိုတော့အမှကန်ကောင်းကျင်တော့ဗျာကျွန်တော်တို့ကန်ကောင်းကျင်တော့ဒီကောင်တွေကကျွန်တော်ဖြတ်နေတဲ့အချိန်မှာမစစ်သေးဘူး
ကျွန်တော်ကားကြော်တဲ့ချိန်ကျမှစပြီးစစ်ပင်မဲ့ကျွန်တော်တို့လူတွေအကုန်လုံးကိုကျွန်တော် message ဒီကိုကြော်ပြီးဆိုတာနဲ့ message ပို့လိုက်တယ်ပျောက်ကြားသပိတ်ဖြစ်တယ်နောက်10မိနစ်အတွင်းမှာ Fraser 34အမဟုတ် sorry ဟိုဘာလဲလမ်း31လမ်းထိတ် Fraser ထိတ်အဲ့ထိတ်နားမှာစောင့်နေပါသို့ပင်မဲ့ Fraser လမ်းမကြီးပေါ်မှာဘယ်သူမှမနေပါနဲ့10မိနစ်တွင်ရောက်ပါ10မိနစ်တွင်မရောက်နိုင်တဲ့လူလောကမလာပါနဲ့ဆိုတော့ဘာလို့လဲဆိုတာသဘောပေါက်မှာပါကျွန်တော်တို့တပိတ်ကကြာချိန်က2မိနစ်3မိနစ်ပဲအဲ့တော့ तू နောက်ကျခဲ့လို့လာရင်ရဲရောက်တဲ့ချိန်နဲ့စစ်သားရောက်တဲ့ချိန်နဲ့ကြုံပြီးတော့ဖမ်းခံရနိုင်တယ်ဒီအတွက်ကျွန်တော်တို့ကအဲ့လို message ပေးလိုက်တယ်10မိနစ်အတွင်းရောက်နိုင်တဲ့တွေလားလမ်းပေါ်မှာလုံးဝမနေပါနဲ့လမ်းသွယ်တွေထဲမှာနေပါအလံနဲ့အတန်ကိုနားဆွင့်ပါဆိုတော့ဒါက2015တုန်းကကျွန်တော်တို့ចောင်းသားသပိတ်ရန်ကုန်မှာလှုပ်တော့ကျွန်တော်တို့ပျောက်ကြားတွေလှုပ်ရတယ်နော်စွမ်းအားရှင်တွေရိုက်တော့အဲ့တော့အချိန်တွေမျိုးမှာကျွန်တော်ကအဲ့ဒီ message ကိုကျွန်တော်ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကကျွန်တော်တို့အထက်မှာကျွန်တော်ဖြန့်ချလိုက်တယ်ဖြန့်ချလိုက်တော့ကျွန်တော် Fraser ကိုရောက်တဲ့ချိန်မှာညအကောင်ကနေအဲ့ဒီကိုသွားမှာကျွန်တော်10မိနစ်ကြာတယ်ပန်းဆိုးတန်းကနေပြီးတော့ကျွန်တော်ထွက်တယ်ပန်းဆိုးတန်းလမ်းကြီးကနေ Fraser ကိုတောက်လျှောက်မောင်းနေပေါ့ကျွန်တော်စုလီမီးပွိုင်အကျော်လေးမှာကျွန်တော်ဆင်းလိုက်တယ်ကျွန်တော်နဲ့တခြားရဲဘော်တွေပါတယ်ဆိုတော့အဲ့ဒါကခုန GSC ပါတယ်ဗျာဆိုတော့ကျွန်တော်တိတာကိုပြောတာနော်တခြားရဲဘော်တွေလည်းပါမှာပါတခြားမြို့နယ်တွေတခြားတပိတ်တွေ GSC ပါတယ်မင်္ဂလာတောင်ညွတ်မြို့နယ်အထွေထွေတပိတ်ကော်မတီပါတယ်စမ်းချောင်းအထွေထွေတပိတ်ကော်မတီပါတယ်စမ်းချောင်းမြို့နယ်အထွေထွေတပိတ်ကော်မတီပါတယ်ပြီးတော့ဘာလာကတပါတယ်နော်ဘာလာကတဆိုတာမနိုင်ဘူးဆိုင်ရာလူငယ်ကြပြဆရာမတမတ်ကသူတို့ဘာလာကတတောက်လျှောက်ကိုပါတာဗျာသိလားကျွန်တော်ပြေးရတဲ့အချိန်ထိကိုသူတို့ဒီလမ်းပေါ်တွေမှာအဲ့သူတို့ဘာလာကတအလံကိုလွှင့်နေနိုင်တော့မယ်ဆိုတော့ဘာလာကတပြင်ဘာကတကလည်းပေါ့ဘာကတကတော့ဒီနေ့ထိရှိတာပေါ့ဘာလာကတကလည်းဒီနေ့ထိပါနေတဲ့လူတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒါကပြောချင်တာအဖွဲ့အစည်းပေါင်းစုံပါတယ်အဲ့ဒီမှာကတော့ပဇွန်တောင်ဘိုးတောင်တပိတ်ကော်မတီပေါ့ဗျာ44လမ်းမှာကျွေလွင့်သွားတဲ့ကျွန်တော်တို့ရဲဘော်တွေ44လမ်းကိစ္စနဲ့အဖမ်းခံလိုက်ရတဲ့ရဲဘော်တွေကျွန်တော်အမှုတွဲနဲ့အတူတူဖမ်းခံလိုက်ရတဲ့ရဲဘော်တွေဒီရဲဘော်တွေအများကြီးပါတယ်ဆိုတော့အရန်အားရစရာကောင်းတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ကအဲ့ဒီနေ့ကလည်းကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဒီတပိတ်ကိုငါတို့ share လုပ်မယ် share ချမယ် share ကြမ်းမယ်လူတွေအားလုံးကကျွန်တော်တို့ဟိုအာယုံစိုက်စေရမယ်အဲ့ချိန်မှာကျွန်တော်ငါတို့ smoke တွေသုံးမယ်အယောင်နဲ့ smoke တွေသုံးမယ်ပြီးရင်ကိုစိန်ကျွန်တော်တို့မီးတုပ်တွေပါတည်ခဲ့ပဲမီးတုပ်ရှို့ပြီးကျွန်တော်ထောင်ဒါပေမဲ့အဲ့ဒီမှာဗျာခုနမြရကုန်းမှာပြတ်ပြီလဲဆိုတော့သူတို့ကလုံးဝစိတ်တက်ကထိုးကြသွားပြင်ဆင်လာတာတွေကအများကြီးပဲဗျာသူကလုံးဝတခဏခဏချမှာဒါပေမဲ့ကျွန်တော်တို့ပိုကောင်းဖို့ဖြစ်လာတာဗျာဆိုတော့ကျွန်တော်ရောက်တဲ့10မိနစ်အဲ့မှာဆင်းလိုက်တယ်ချိန်မှာကျွန်တော်လူတယောက်မှမတွေ့ဒါပေမဲ့ကျွန်တော်ယုံတယ်ငါတို့လူတွေကငါတို့ပြောတဲ့စကားကိုနားထောင်တယ်တိတိကျကျလုပ်တယ်ဒါသိကြတယ်သူတို့ရှိနေတယ်အနံ့ရတယ်ဗျာကျွန်တော်မြင်ရတယ်ကျွန်တော်တက်ဆိုကြည့်လိုက်တာနဲ့မြင်ရတယ်ဒါပေမဲ့ပျောက်ကြားသပိတ်ရှေ့မှာလှုပ်ခဲ့တဲ့ဟာတွေမှာဘာဖြစ်လဲဆိုတော့ပျောက်ကြားသပိတ်လှုပ်တော်မယ်ဆိုလို့ရှိရင်အဲ့ဒေသခံကတိကိုတိနေတယ်ဘာလို့ဆိုတော့ကျွန်တော်လူငယ်တွေအများကြီးပဲဆိုတော့ပြောချင်တာဗျာအဲ့ဒီမှာကျွန်တော်ဘန်နာကိုလှေကားခွင်တစ်ခုရနေပြီကျွန်တော်ရဲ့ရဲဘော်တယောက်နဲ့ကျွန်တော်2ယောက်ဆွဲပြီးတော့အုံးလို့ဆွဲဖြန့်လိုက်တယ်ဖက်စစ်တဲ့အမြင့်ဖြတ်ဆိုအဲ့ဒီမှာဗျာခုဗီဒီယိုဖိုင်မှာအတန်ကြီးပါတယ်အဲ့ဒီအတန်ကြီးကတော့ကျွန်တော်ပဲဆိုတော့ဖက်စစ်တဲ့အမြင့်ဖြတ်ဒါနဲ့စအော်တယ်ဗျာအဲ့ဒါဖက်စစ်တဲ့အမြင့်ဖြတ်လို့ဆိုပြီးအဲ့လိုအော်တဲ့ဟာမျိုးကအဲ့ဒီတပိတ်ကကျွန်တော် GSC ကကောင်းနေကျွန်တော်တို့တွေအဲ့ပါတဲ့တပိတ်ပေါ့ဗျာကျွန်တော်တို့လှုပ်တယ်လို့မပြောဘူးနော်ကျွန်တော်တို့တွေပါတဲ့တပိတ်ဖြစ်တယ်အဲ့ဒါမျိုးဆိုအဲ့တော့ဟိုးဆိုပြဗျာအဲ့လမ်းတွေကနေထွက်လာတဲ့လူငယ်တွေနဲတော့မို့အဲ့ချိန်မှာစမုတ်တွေကလည်းထွက်လာပြီဗျာအယောင်စုံနဲ့အောင်ရောက်တွေ့မှာပါတခုဒီမှာဆိုတော့အဲ့လိုထွက်လာတဲ့အချိန်မှာဗျာဘလောက်စောက်ရမ်းမိုက်တယ်လဲဆိုတော့မီးတို့တွေပါရှို့တာဗျာသိလားလုံးဝစောက်ရမ်းမိုက်အဲ့ဒီအချိန်မှာဘာထပ်ဖြစ်လဲဆိုတော့တပိတ်ကိုကျွန်တော်တို့ဘိန်းသားတန်းပေါ့နော်ဘိန်းသားရွှေဘုံသားလမ်းကျွန်တော်ဘိန်းသားတန်းကျွန်တော်အဲ့ဒီကျွန်တော်တို့ရန်ကုန်ကနေရာတွေကို Fraser တို့ဘာလို့ခေါ်တယ်ဒါတွေပဲခေါ်တာဗျဒါကလည်းဟိုလွမ်းစရာလည်းဖြစ်လို့ဆိုတော့တအားကြီးမိုက်သွားတယ်ဗျတပိတ်ကအဲ့ဒီမှာကျွန်တော်တို့ကတပိတ်ကိုပြီးပြီးငါတို့ရက်မယ်တိမ့်မယ်ဆိုတိမ့်ချလိုက်တဲ့အချိန်မှာရွှေဘုံသားလမ်းတွေကျွန်တော်စီးလာတဲ့ကားပေါ့ဗျာကျွန်တော်ငှားလာတဲ့ကားကျွန်တော်ရဲပေါ့ပဲအဲ့ဒီကားပေါ့ပြေးအတွက်မှာကျွန်တော်အကြောတွေကတ်တာ
ဘာလို့လဲဆိုတော့ကျွန်တော်အသက်အရွယ်อ่ะဗျာအဲ့ချိန်မှာ35ပေါ့ဗျာဒီလားဆိုတော့ကျွန်တော်မှကြောက်စိတ်ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖမ်းခံရမယ်ကျွန်တော်ကျိုးတန်းကိုလမ်းလျှောက်ရတယ်ဆိုတာဒီအသက်ဘေးကိုလုပြီးတော့လောက်ရတယ်ဆိုတော့အဲ့ဒါကိုပြောတာဒီကောင်တွေကမိရင်တက်တယ်ဗျာအခုဒီလောက်ဥဆောင်တဲ့ကောင်ဆိုလို့ချင်းလှုပ်ချင်တော့ဆိုတော့ sorry အဲ့ဒီမှာကျွန်တော်အကြောတွေကပ်ပြီးမှာဖြစ်တဲ့အချိန်မှာကျွန်တော်တွေ့လိုက်တာတော့ကျွန်တော်တို့ရဲဘော်ကျွန်တော်တို့တာကတာကရဲဘော်နန်းလင်းပေါ့ဗျာနန်းလင်းကကျွန်တော်လှမ်းခေါ်တယ်ကိုစိတ်ကျွန်တော်ကားမှာလိုက်စီမဟုတ်ကားပါတယ်လို့ရတယ်ထားလိုက်တော့သူအဲ့ဒါသိလားမသိလားဗျာကျွန်တော်တော့အကြောတွေကပ်ပြီးတော့အဲ့ကားပေါ်ရောက်ကြောအဲ့ကားဆရာကြီးကကျွန်တော်နှိပ်နေပြီးလိုက်တော့ကျွန်တော်တော့အဆင်ပြေသွားတယ်ပြီးတော့ကျွန်တော်တို့လူတွေအားလုံး AC ဖြစ်လားဘာဖြစ်လားဆိုတော့ပြောပေါ့နော်ကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာကျွန်တော်3ယောက်လာမသိဘူးဖမ်းခံလိုက်ရတယ်ဆိုတော့ဘာလို့ဖမ်းခံရလဲဆိုတော့ကျွန်တော်တို့ရဲ့ပျောက်ကြားသပိတ်မှာကျွန်တော်လိုအပ်ချက်တွေကိုကျွန်တော်ပြောပြတာပါတခါတည်းကျွန်တော်လူစုခွဲတခါတည်းလစ်အဲ့ဒါကျွန်တော်တို့ငြိမ်းညံ့တယ်ကျွန်တော်တို့အထိကိုက်နေတယ်တနေ့အောင်ဝင်ပုံးပြီဆိုလို့ရှိရင်အဲ့ဒါဝင်ပုံးပြီး3-4နာရီကြာမှအဲ့ပုံးတဲ့နေရာပြန်ထွက်ဖို့လိုတယ်အဲ့တော့အဲ့ဒီလူငယ်တွေကတိုက်ပေါ်သူတို့တက်ပြီးပြေးသွားတယ်ပြေးသွားပြီးတော့သူကနိုင်ဝက်45မိနစ်လောက်ကြာမှာအေးသွားပြီဆိုပြီးတော့ခေါင်းတွေကပြန်ဆင်းလာတဲ့အချိန်ကျမှခေါင်းတွေကစစ်သားတွေရောရဲတွေရောရောက်လာပြီးတော့ဖမ်းခံလိုက်ရတယ်ဆိုတော့အခုတော့သူတို့ပြန်လွတ်နေပါပြီဆိုတော့ကျွန်တော်ကဘသူဘဝတွေဆိုတာတော့ကျွန်တော်လည်းပြောချင်ဘူးကျွန်တော်လည်းချို့မသိတာလည်းပါပါတယ်ဘသူတွေဖမ်းခံရတယ်ဆိုတာဒါပေမဲ့ဒီကောင်တွေကအဲ့လိုဖမ်းခံရပြီဆိုကျွန်တော်စစ်ဖနာအောင်မှာဘယ်တော့မှဒူးမထောက်ဘူးဆိုတော့ဗောနော်ဒီဘန်နာကြီးနဲ့အဲ့လူငယ်3ယောက်ကိုအဲ့ကျောင်းသားလူငယ်3ယောက်ကိုဒူးထောက်ပြီးတော့လက်မြောက်ခိုင်းပြီးဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်ညကြတော့ဗီဒီယိုမှာပါလာတယ်သို့ပေမဲ့အဲ့ဒီမှာအကြီးအဆုံးကဘာလဲဆိုတော့ဒီကောင်တွေပဲဗျာသိလားဒီကောင်တွေကဘလောက်ရုပ်ပေါက်တယ်လဲဆိုတော့သူတို့ရဲ့ walkie talkie နဲ့ဆက်နဲ့ပေါက်တဲ့ဗဘဲတန်းကရဲစခန်းကအတန်ဖိုင်ကြီးကတက်လာဘာလဲဆိုတော့အဲ့အတန်ဖိုင်အဲ့ဟာရှိလို့ရှိရင်တော့ကျွန်တော်ရှာပြီးတော့ကျွန်တော်ထုတ်ပြဆိုတော့ဘာလဲဆိုတော့အေးဗဘဲတန်းရှိလားဗဘဲတန်းရှိလားဗဘဲတန်းဆိုပြီးရဘာလို့လဲအေးမီးထုတ်ကြီးတွေနဲ့ကွာဒီလိုမျိုးလေကောင်ကြီးမှအဲ့လောက်လှုပ်သွားတာမင်းတို့မသိဘူးလားဘာညာသူတို့အဖဗျာစောက်ပေါ်အဲ့ကောင်တွေဟိုဟာစစ်ခွေးတွေပေါ့နော်စစ်ခွေးတွေကမှတောင်းတော့ဆက်နဲ့ပေါက်ပြီးတော့ရဲတွေစစ်သားတွေအလုတ်ရှုပ်နေကြတာဗျာဒီဗီဒီယိုဖိုင်ကြီးရောအတန်ဖိုင်ကြီးရောတက်လာကျွန်တော်တို့ကျင်နှက်လိုက်တာဗျာသိလားဒီကောင်တွေကတော့သိရမှာငါတို့မျိုးထဲမှာငါတို့လှုပ်လိုက်ပြီးအောင်လှုပ်ချလိုက်ပြီးကျွန်တော်တို့ကပျောက်ကြားသပိတ်လှုပ်ပြီးသွားရင်အဲ့လိုဗျာကြည်နက်ရှိရတဲ့အချိန်ကာလအဲ့ဒါလေးပဲရှိတယ်ဒါပေမဲ့ကျွန်တော်ရဲဘော်တွေဖမ်းခံရတော့ကျွန်တော်စိတ်မကောင်းဘူးဗျာဆိုတော့ပြည်သူကလည်းကျွန်တော်တို့ဟိုအားရကျေနပ်ကြတယ်ကျွန်တော်တို့ဆက်ရတာစန့်ကျင်ရေးကိုဒီလိုဒီချိန်ထိငါတို့လုံနိုင်တယ်ဆိုတာကိုကျွန်တော်တို့တအားကျေနပ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့တန်ဖိုးထားတဲ့ slide တင်မှာပေါ့ဗျာမင်းတို့စစ်ဖက်ထားအောင်မှာငါတို့ဘယ်တော့မှဒူးမထောက်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ပြတာဒီနေ့ထက်ထိလေကျွန်တော်တို့တွေဒီဖွဲ့စည်းတွေဒီတော်လိုင်းလုံနေတဲ့လူတွေဒူးမထောက်ကြပါဘူးဆိုတော့အဲ့အတွက်လည်းကျွန်တော်တို့ဂုဏ်ယူပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောတာလေးကိုဒီမှာပဲအဆုံးသတ်ပြစီကျွန်တော်နောက်ပျောက်ကြားသပိတ်တွေကျွန်တော်ပါဝင်ခဲ့တဲ့ပျောက်ကြားသပိတ်တွေနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောပြချင်ပါတယ်ဒီနေ့ဒီလှုပ်ရှားမှုကတော့စောက်ရမ်းအောင်မိုက်တယ်စောက်ရမ်းအောင်ခေါ်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်လို့ပဲပြောရင်းနဲ့ဒီကုန်းထုတ်ချင်ပါတယ်အားလုံးအဆင်ပြေကြပါစေမိသားစုနဲ့မြန်မြန်စုံကြပါစေအိမ်မြန်မြန်ပြန်နိုင်ကြပါစေအောင်ပွဲအဆက်ခံနိုင်ကြပါစေကျွန်တော်တို့အားလုံးအောင်ပွဲမြန်မြန်ရရှိပါစေလို့ဆုမွန်ကောင်းလိုက်ရပါတယ်ကျွန်တော် channel ကို subscribe လုပ်ပါဦး။အားလုံးစစ်စစ်ချင်းပေါင်းရေ။ရိုးရေ။ရေအောင်ပါ။အားရည်။ရေအောင်ပါ။အားရည်။